မြတ်မြတ်ဆိုတဲ့ကောင်မလေးကအမျိုးသားတဦးနဲ့သူရှိနေချိန်မှာမတက်မတာနဲ့ကြောက်ရွံ့နေပုံရပါတယ်။လန်တစ်ဖက်ကအကိုလေးဆိုသူဟာဒါကိုတတိထားမိပြီးသူ့ဖုန်းကိုထုတ်ကမြတ်မြတ်စီလျှောက်သွားရင်ဗီဒီယိုရိုက်ဖို့စတင်ပါတယ်။အဲ့ဒီအကိုလေးဆိုသူဟာအခန်းထဲကအပြင်ကိုထွက်လာတော့မှသူမကိုတွေ့လိုက်ရတာပါ။မြတ်မြတ်ဆိုတဲ့ကောင်မလေးကဘာမှအရင်မပြောဘဲတုံရီနေရင်အသက်ရှူမနေရင်နဲ့သူ့လက်ထဲကိုပြေးဝင်လာပါတယ်။မြတ်မြတ်ဟာဘေးကန်းကမင်္ဂလိဖြစ်ပြီးရဲရင်နဲ့ပွင့်လင်းနဲ့အသက်ဝင်နဲ့တူပါဒါပေမဲ့သူ့ရီးစားတွေကတယောက်ယောက်နဲ့ပြက်တလာဖြစ်တိုင်းမြက်မြက်ဟာသူ့တကားပေါပေါကိုရောက်လာတတ်ပါတယ်တခြားဘသူမှဂယုမဆိုင်တဲ့အချိန်မှာအကိုလေးကမြက်မြက်ကိုအကြံပေးခဲ့ပါတယ်ဘသူမှနားမထောင်တဲ့အချိန်မှာအကိုလေးကနားထောင်ပေးခဲ့ပါတယ်ဒီလိုညာနဲ့တဲ့စကားဝိုင်းနည်းနဲ့စိတ်ထိကိုက်မှုတွေကြားကနေစကားမပြောရသေးတဲ့ခန်းစားချက်တစ်ခုဟာသူတို့နှစ်ယောက်ကြားမှာကြီးထွားလာခဲ့ပါတယ်မြက်မြက်ဟာသူပထမဆုံးတွေ့ခဲ့တဲ့ရိုင်းဆိုင်တဲ့မင်းကလေးမဟုတ်တော့ပါဘူးလမ်းတစ်လျှောက်မှာမြက်မြက်ရဲ့မိတောင်ဒီဟာနွားထွေးမှုအဖီပျော်ပြောင်းလာပါတယ်ပြီးတော့ဘီကနာကောင်လေးအတွက်ကတော့မြက်မြက်ရက်တင်ပေးခဲ့တဲ့သူဖြစ်လာပါတယ်ဒီဗီဒီယိုလေးကိုစဆုံးကြည့်ခြင်းဘာယိုမှာ link ရှိပါတယ်